Unfun အဖွဲ့ဝင်ဖြစ်နေတဲ့အတွက်ဖျားနာနေတဲ့အခါစိတ်ပူစရာမလိုပါဘူး Dreamloman Foundation အဖွဲ့အောက်က Unfun ဟာရွှေ့ပြောင်းနေထိုင်သူများနိုင်ငံမဲ့များနဲ့စီးရဲနွမ်းပါသောနယ်စပ်ဒေသခံများအတွက်ကုန်ကျစရိတ်နည်းပြီးအကျိုးအမြတ်မယူတဲ့ကျန်းမာရေးဆေးပဋိသန္ဓေဖြစ်တယ်တလားလင်ဘတ်တရာဖြင့်ကနဦးအလူငွေထဲဝင်ရုံဖြင့်တစ်နှစ်လင်ပန်း9000အထိအခမဲ့ကုသမှုခံယူနိုင်ပါတယ်။ဆေးရုံဆေးခန်းသွားဖို့လိုအပ်တဲ့အခါအမ်ဖန်ကွန်ရက်ရှိဆေးရုံပေါင်း200ကျော်ထဲမှတစ်ခုကိုသွားနိုင်တယ်။ QR code ကပ်ပြပြီးသတ်မှတ်ထားတဲ့ပမာဏထဲမှအတိုင်းဝန်ဆောင်မှုများကိုရယူနိုင်ပါတယ်။ကုန်ကျစရိတ်အတွက်အမ်ဖန်မှဆေးရုံကိုတိုက်ရိုက်ငွေပေးချေပါမယ်။လက်ရှိမှာအမ်ဖန်ကိုထိုင်းနိုင်ငံရှိတက်စကဲကန်စနာဘူရီနဲ့ချင်းရိုင်းပြည်နယ်တွေမှာရှိတဲ့ဝန်ထမ်းများမှဝန်ဆောင်မှုပေးနေပါတယ်။မြန်မာနိုင်ငံရှိမြဝတီမြို့နဲ့ကမ္ဘောဒီးယားနိုင်ငံရှိပွိုက်ပတ်မြို့လည်းပါဝင်ပါတယ်။ Unfun နဲ့ပတ်သက်သောအချက်အလက်များထပ်မံလေ့လာလိုပြီးအဖွဲ့ဝင်ဖြစ်လို့လျှင်မိမိရက်ကွက်ဒေတာတွင်ရှိဒေတာခံရက်ရွာဝန်ထမ်းများစီတို့ဆက်သွယ်နိုင်ပါတယ်။ကဲ၍Unfunရုံးခွဲမရှိတဲ့နေရာတွင်နေထိုင်တော်သူဖြစ်ပါကဗီဒီယိုခေါ်ဆိုမှုစင်တာမှတစ်ဆင့်ခေါ်ဆိုပြီးအဖွဲ့ဝင်ဖြစ်ရန်စာရင်းသွင်းနိုင်သည်သို့မဟုတ်အဖွဲ့ဝင်တက်တန်းတိုးနိုင်ပြီးအခြားသောအဖွဲ့ဝင်အားလုံးကဲ့သို့သောတူညီသောဝန်ဆောင်မှုများရရှိပါမယ်။ Unfun ဟာကျန်းမာရေးဆောင်ရှောက်မှုအလွန်လိုအပ်နေသူများတက်နိုင်သည့်ကျန်းမာရေးဆောင်ရှောက်မှုများကိုလက်လန်းမိနိုင်ရန်ကြိုးစားနေပါတယ်။ကျန်းမာရေးဆောင်ရှောက်မှုရယူခြင်းဟာအခွင့်ထူးမဟုတ်ဘဲလူတိုင်းရယူသင့်တယ်လို့ယုံကြည်ထားပါတယ်။ဘယ်သူမှမချန်ထားပါဘူး။